မပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုဆိုလို့ရှင်တော့မြက်လေးကဒလာတတိုင်းပေါ်ရောက်ရှိနေရပဲဖြစ်ပါတယ်အဲ့တော့မြက်လေးကဒလာတတိုင်းရဲ့ဟိုဘက်ချမ်းမှာရှိတဲ့ Future House က AC နဲ့မြက်လေးတို့ကဒလာဘက်ကိုရှောက်လို့ကိုချိန်ထားရပေါ့နော်အဲ့တော့ပရိသတ်ကြီးကဘယ်နေရာတွေရှောက်လို့မလဲဆိုတာကိုဆက်လက်ကြည့်ပေးပါအောင်ရှင်အခုမြက်လေးသွားနေတဲ့ဒီဒလားမြို့နယ်ဟာဆိုလို့ရှိရင်တော့ရန်ကုန်မြို့ကဒီတောင်တောင်6ခုနဲ့သူကဆက်နေပြီးတော့တတိုင်းတစ်ခုပဲရှားတယ်အခုအဲ့တတိုင်းကြီးကလည်းဖွင့်လိုက်ပြီဆိုတော့အနာဂတ်မှာဒါတစ်ချိန်လုံးတိုးတက်လာတော့မှလည်းဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့သူကပင်လယ်ထွက်ပေါက်နဲ့လည်းညီးတဲ့အခါကျတော့ပင်လယ်ရေနက်စိတ်ကမ်းတွေစက်မှုစုံတွေနောက်ပြီးတော့လူတွေအဆောက်အဦတွေကလည်းပေါ်ထွန်းလာတော့မှလည်းဖြစ်တယ်နောက်ပြီးတော့ရန်ကုန်မြို့သစ်စီမံကိန်းတွေကလည်းသူကဆက်နေတဲ့အခါကျတော့2026မှာဒါရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးနေရာတစ်ခုဖြစ်လာတော့မှလည်းဖြစ်တယ်အခုမြက်လေးကဒီဒလားကဒီစင်းစင်းချင်းပေါ့နော်တရားညာဘက်ချမ်းရှိတဲ့ရန်ကုန်စီးတီးလာအိမ်ချမ်းမျိုးကိုမြက်လေးကသွားနေတာအဲ့မှာ AC ကစောင့်နေပြီအဲ့တော့မြက်လေးနဲ့ AC နဲ့2ယောက်တွေ့ပြီးတော့ဘာတွေဆက်လုပ်သွားမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ပြပါအောင်ရှင်ကဲအခုဆိုလို့ရှင်တော့မြက်လေးကဒလားမြို့နယ်မှာရှိတဲ့ရန်ကုန်စီးတီးအိမ်ချမ်းမျိုးတော့မြက်လေးရောက်လာပြီဒီအိမ်ချမ်းမျိုးကမြက်လေးသီးတစ်လောက်ကတော့တက်တန်းက9နှစ်လောက်ရှိပြီဆိုတော့တကယ်ရန်ကုန်စီးတီးကစိတ်ချတဲ့အိမ်ချမ်းမျိုးအကျိုးဆောင်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အထဲမှာ AC ကလည်းကြိုးပြီးတော့ရောက်နေပြီဆိုတော့ AC နဲ့အရင်တစ်ချက်လောက်တွားတွေ့ကြမယ်လားကဲ hello AC ရောက်ပါ hello sorry ပါနည်းနည်းနောက်ကျသွားတယ်ရပါတယ်ရှင်ကဲအဲ့တော့အစောကြီးကြိုရောက်နေရဆိုတော့ဒီရန်ကုန်စီးတီးနဲ့ပတ်သက်ပြီးတော့ AC ကဘာတွေလေ့လာပြီးပါလဲနည်းနည်းတော့ပြန် share အောင်ပါ okay အများကြီးပဲပြောစရာတွေอ่ะ ဟုတ်ပါပြောပါအောင်အရင်ဆုံးဒီရန်ကုန် City ရဲ့ estate ကကြောက်လေဒီတလားမှာရှိရဲ့ AC permit grant ရွာမြေလယ်မြေဒါတွေသူတို့ရောင်းပေးဝယ်ပေးရဲ့ပြီးတော့အဲ့ဒါပြန်ကမှတလားနဲ့တစ်ဆက်ထဲမှာရှိရဲ့တွန်သေးကော့မှုကွန်းချံကုန်းအဲ့ဒီမှာရှိရဲ့လေယာဥယျာဉ်ချမ်းမြေတွေလည်းသူတို့ရောင်းပေးဝယ်ပေးသေးတယ်တခြားတော့ဘာ service တွေရနိုင်လဲ service တွေကအများကြီးပဲရတယ်ဆိုတော့အရင်ဆုံးမှအခုမှရောက်လာဆိုတော့ထိုင်ပြီးတော့ပြောရအောင်မောနေလို့ဆိုလို့ခဏတော့ထိုင်လိုက်ကြမယ်နေရဆိုတော့ကဲအဲ့တော့ AC ပြောပါအောင်ဘာ service တွေရလဲဒီမှာသူကလေဒီမှာယင်းနှမြုံနှံတဲ့သူတွေအတွက်ကိုဒီမြေကွက်ကဝယ်တင်လားအလားလာတွေရှိလားဒီလိုမျိုးစားတဲ့အခမဲ့အကြံပေးဆွေးနွေးမှုတွေပြုလုပ်ပေးတယ်အဲ့ဒါပြောမှအင်ဂျီကိုရောင်းမဝယ်မတွေမဖြစ်ရအောင်လို့သူဥပဒေနဲ့ဆိုင်တဲ့အကြံပေးချက်တွေလည်းအခမဲ့ပေးတယ်ကဲအဲ့တော့မစိုးတော့ပြောမယ်ဆိုအခမဲ့ဆိုတော့ဒါ free กว่าဒီလားတခြားရောဘာဝန်ဆောင်မှုတွေရသေးလဲတခြားဆိုလို့ရှိရင်ဒီမြေကွက်ဝယ်ပြီးပြီဆိုရင်အင်ဂျီကိုတက်ဆိုင်ရာမြေစင်းစီပင်မြေစင်းဌာနတွေမှာသူတို့အမည်ပြောင်းပေးတဲ့ဝန်ဆောင်မှုတွေရှိမယ်ခြံစည်းကိုခတ်ပေးတဲ့ဝန်ဆောင်မှုတွေရှိမယ်ဒါတွေကိုလည်းလုပ်ပေးတယ်ပြီးတော့အင်ဂျီကိုလေတွေဝယ်ပြီးတဲ့အခါမှာလည်းလေသီးစားချတာလို့ပြီးတော့ဒီလိုမျိုး project ကြီးကြီးသမားတွေအတွက်ဆိုလို့ရှိရင်ဒီ site service ဆင်းပေးတဲ့ဝန်ဆောင်မှုတွေပြီးတော့ land mapping service တွေလည်းရှိစုံမယ်ကဲအဲ့တော့ဝန်ဆောင်မှုတွေကလည်းစုံတယ် service တွေကလည်း free ရတဲ့ service တွေလည်းရှိတယ်ပြီးတော့အမသိတဲ့လောက်ကဒီမှာ9နှစ်သက်တမ်းရှိတဲ့ဒါရန်ကုန် City အိမ်ချမ်းမြေအကျိုးဆောင်ဆိုတော့အကျိုးဆောင်ရွေးမယ်ဆိုလို့ရှိရင်တကယ်ကို safe ဖြစ်တယ်ကွာဒါစိတ်ချရတဲ့နေရာတစ်ခုဆိုတော့ရွေးချယ်တင်တယ်နော်တကယ်ရွေးချယ်တင်တယ်ဆိုတော့မှအိမ်ကြီးအခုမှလည်းမဒလာကိုရောက်တာဆိုတော့ဒလာမှာလေးလုကောင်းတဲ့နေရာလေးအိမ်ကြီး list လုပ်ထားတယ်ဟုတ်တယ်သူသားလေးကြည့်မသွားသေးဒလာရောက်ပြီသွားမယ်သွားမယ်ဒီနေ့မြက်လေးနဲ့ AC နဲ့မိတ်ဆက်ပေးခဲ့တဲ့ရန်ကုန် City အိမ်ချမ်းမြေအကျိုးဆောင်ကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒလားမြို့မှာရှိတဲ့ရုံးချုပ်ကိုလာရောက်ဆက်သွယ်လို့ရတယ်လို့ Facebook page ကနေလည်းဆက်သွယ်လို့ရပါတယ်ရှင်။ဒါအပြင်ကိုမှဖုန်းနံပါတ်တွေဖြစ်တဲ့3996လုံး464 3996လုံး644နဲ့3996လုံး844ကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ဒီနေ့အင်ဂျီနဲ့မမြက်လေးနဲ့ပြပြပေးခဲ့တဲ့အင်ချမ်းမြေဘူးတုဒလေးနဲ့တူတူနောက်ထပ်အိမ်လှလှဆန်းဆန်းလေးတွေကိုလည်းအင်ဂျီတို့ကထပ်ပြီးတော့ပြပေးအောင်မှာဖြစ်တဲ့အတွက်အင်ဂျီရဲ့ Future House page လေးကို like and follow လေးလုပ်ပေးဖို့အတွက်ပြောလိုက်ချင်ပါတယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဆုံးသက်ထိကြည့်ပြီးတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်တတာ